နှုတ်ပါဖွေနာဝီရပါနေမကိုင်နော်မိဘပြည်သူများအားလုံးမင်္ဂလာပါရှင်ချင်းချိုဘာသာစကားပြောကြရအောင်စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့အိမ်တိုင်းရဲ့မိဖို့ချောင်းမှာနေ့စဉ်ချက်စားလက်ရှိတဲ့အသီးအရွက်အချို့ရဲ့ခေါ်ဝေးလေးတွေကိုချင်းချိုဘာသာနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာပြပြပေးသွားမယ်မိဖို့ချောင်းမှာနေ့စဉ်အသုံးပြုနေတဲ့အသီးအရွက်အချို့ရဲ့ခေါ်ဝေးလေးတွေရတော့ပိန်ဥခရမ်းကစော့တီတခွားတီငရုတ်တီချဟင်ခါတီနဲ့ခရမ်းတီစားတဲ့ခေါ်ဝေးတွေပဲဖြစ်ပါတယ်ခုပထမဆုံးအနေနဲ့ပိန်ဥကိုချင်းချိုဘာသာလို့ဘာလို့ခေါ်ပါတယ်ဘာနောက်တစ်ခေါက်ပြန်ပြောပြပါမယ်ပိန်ဥဘာပိန်ဥကိုဘာလို့ခေါ်ပါတယ်ခရမ်းကစောတီကိုချင်းချိုဘာသာလို့မွီခခန်းလို့ခေါ်ပါတယ်မွီခခန်းနောက်တစ်ခေါက်ပြန်ပြောပြပါမယ်ခရမ်းကစောတီမွီခခန်းခရမ်းကစောတီကိုမွီခခန်းလို့ခေါ်ပါတယ်တခွားတီကိုချင်းချိုဘာသာလို့ပကျုလို့ခေါ်ပါတယ်ပကျုနောက်တစ်ခေါက်ပြန်ပြောပြပေးပါမယ်တခွားတီပကျုတခွားတီကိုပကျုလို့ခေါ်ပါတယ်ငရုတ်တီကိုချင်းချိုဘာသာလို့မရှိလို့ခေါ်ပါတယ်မရှိနောက်တစ်ခေါက်ပြန်ပြောပြပေးပါမယ်ငရုတ်တီမရှိငရုတ်တီကိုမရှိလို့ခေါ်ပါတယ်ချဟင်ခါတီကိုချင်းချိုဘာသာလို့အခတ်တာလို့ခေါ်ပါတယ်အခတ်တာနောက်တစ်ခေါက်ပြန်ပြောပြပေးပါမယ်ချဟင်ခါတီအခတ်တာချဟင်ခါတီကိုအခတ်တာလို့ခေါ်ပါတယ်ခရမ်းတီကိုချင်းချိုဘာသာလို့ပုတ်ပွန်းလို့ခေါ်ပါတယ်ပုတ်ပွန်းနောက်တစ်ခေါက်ပြန်ပြောပြပေးပါမယ်ခရမ်းတီပုတ်ပွန်းခရမ်းတီကိုပုတ်ပွန်းလို့ခေါ်ပါတယ်မိဘပြည်သူများရှင်ချင်းချိုဘာသာစကားတွေကိုအလွယ်တကူမှတ်မိစေရန်နဲ့စိတ်ပါဝင်စားစွာပြောဆိုခြင်းသူတွေအတွက်နေ့စဉ်အသုံးပြုတဲ့ခေါ်ဝေါ်တွေကိုချင်းဘာသာနဲ့စင်ဆက်မပြတ်တင်ဆက်ပေးသွားအောင်ပါမို့ NRC Channel ချင်းချိုဘာသာအစီအစဉ်ကိုကြည့်ဖို့မမေ့နဲ့နော်